ခေါက်ဆွဲကြောက်စားရင်ဘလို့ဖြစ်လာနိုင်လဲခေါက်ဆွဲကြောက်စားရင်ကင်ဆာဖြစ်နိုင်လားခေါက်ဆွဲကြောက်တွေစားရင်ကျန်းမာရေးပေါ်မှာဘလို့တက်ရောက်မှုရှိလဲခေါက်ဆွဲကြောက်ကိုနေတိုင်းစားတင်လားအဲ့ဒီခေါက်ဆွဲကြောက်နဲ့ပတ်သက်တဲ့သိတိုက်တာမှန်သမျှဒီဗီဒီယိုမှာအပြည့်အစုံရှင်းပြပေးသွားပါမယ်ခေါက်ဆွဲကြောက်တွေကကျန်းမာရေးပေါ်မှာဘလို့တက်ရောက်မှုရှိလဲဆိုတော့ဒီဗီဒီယိုမှာကျွန်တော်လက်တွေ့ပြသပေးပါမယ်ဒါကတော့ကိုရီးယားခေါက်ဆွဲမြန်မာခေါက်ဆွဲထိုင်းခေါက်ဆွဲဆိုတော့ဘယ်ခေါက်ဆွဲတွေမှာအာဟာရဆိုင်ရာတန်ဖိုးဘလို့ပါလဲကျန်းမာရေးပေါ်မှာဘလို့ကောင်းကျိုးရှိလဲဆိုတာကျွန်တော်ဒီမှာတစ်ခုပဲလက်တွေ့ပြလိုက်တော့မယ်နော်ကျွန်တော်ဒီခေါက်ဆွဲကြောက်တွေပဲဖြစ်ဖြစ်အစားအသောက်တွေပဲဖြစ်ဖြစ်စားရမယ်ဆိုလို့ရှိရင်ဒီမျက်နှာစာကိုကြည့်ုံနဲ့ဘယ်တော့မှအဆင်မပြေဘူးနော်ဆိုတော့သူဒီထဲမှာဘာတွေပါလဲဆိုတော့သူတို့ဒီရှေ့မှာရေးမထားတယ်ဘူးအဲ့ဒါနောက်မှာရှိတယ်ဒီမှာကြည့်လိုက်ဒါ nutritional information ဆိုတာဒီအစားအသောက်မှာပါတဲ့ဟာဆိုတော့ကျွန်တော်တို့ဒီခေါက်ဆွဲတစ်ထုပ်မှာဘာတွေပါလဲဆိုရင် energy ဆိုတာစားလိုက်ရင်ရမယ်စွမ်းရင် protein ဆိုတာသားတက်ဗျာ fat ဆိုတာအဆီဗျာဒီမှာ carbohydrate ဆိုတာကျွန်တော်တို့ထမင်းစားရင်ရတဲ့ဟာပေါ့နော် sugar ဆိုတာတကြားဗျာဒီမှာ sodium ဆိုတာစားဗျာ sugar ဒီမှာကြည့်တယ် 3.6 gram ဆိုတာကလေအဲ့ဒါလက်ဖက်စားစွန်းနဲ့တစ်စွန်းနီးပါးရှိတယ်ဒီ1840 mg ဆိုတာကသူကကြာလက်ဖက်စားစွန်းနဲ့ဇွန်းဝက်လောက်ရှိတယ်ဗျာဆိုတော့စဉ်းစားကြည့်လို့ကျွန်တော်တို့ထမင်းစားတယ်ဆိုလို့ရှိရင်လေဘယ်သူမှထမင်းနေတဲ့ဟိုအဲ့တကြားဟိုလက်ဖက်စားစွန်းနဲ့တစ်စွန်းထည့်မစားဘူးပြီးလို့ရှိရင်စားဇွန်းဝက်လောက်ဘယ်သူမှထမင်းတွေကိုထည့်ပြီးတော့မစားဘူးဒါပေမဲ့ဒီခေါက်ဆွဲတစ်ထုပ်ကိုစားရဲဆိုလို့ရှိရင်အဲ့ဒီစားနဲ့တကြားကိုစီကိုရောက်လာမယ်ဆိုတော့သွေးတိုးယောဂရှိရလူတွေဆိုလို့ရှိရင်စဉ်းစားကြည့်ပေါ့ဗျသွေးတိုးယောဂရှိရဆိုလို့ရှိရင်စားတွေဒီလောက်ကြီးစားရဲဆိုရင်တော့ပြဿနာရှိနေတာပေါ့ပြီးတော့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ protein တက်ကြတော့ 9.8 ဆိုတာကသူကဒီလက်ဖက်စားစွန်းနဲ့နှစ်စွန်းတာလောက်ပါတယ်ဆိုတော့ဒါကဒီခေါက်ဆွဲတစ်ထုပ်ကိုစားရင်ရမယ်အာဟာရဆိုင်ရာတန်ဖိုးဆိုတော့ကိုယ့်တို့ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟိုဘာမှတော့မပါဘူးဒါပေမဲ့ကြိုက်လို့စားမယ်ဆိုလို့ရှိရင်တော့စားလို့ရတယ်အမြဲတမ်းမစားသင့်ဘူးโอเคเนาะဆိုတော့ဒါကကိုရီးယားခေါက်ဆွဲဆိုတော့ကျွန်တော်မြန်မာခေါက်ဆွဲတွေမှာရောဘာတွေပါလဲလေ့လာကြည့်အောင်နော်ဆိုတော့ဒါမြန်မာခေါက်ဆွဲတွေမှာတွေ့ရနော်မြန်မာလို့ရေးထားတယ်ဆိုတော့မြန်မာခေါက်ဆွဲမှာလည်းဂျုံမုံပါတယ်ဗျာစားပါတယ်တကြားပါတယ်ကြက်သားမုံပါတယ်ပြဿနာကလေဒီမှာသူရေးထားတာတွေ့လား percentage တွေနဲ့ရေးထားတယ်ဘယ်လောက်ရာခိုင်နှုန်းပါတယ်ဘယ်လောက်ရာခိုင်နှုန်းပါတယ်လို့ရေးထားတယ် gram နဲ့သက်မှတ်ရေးမလား gram ဆိုတော့မြန်မာလိုပြောမယ်ဆိုကြက်သားလိုမျိုးဗျာအစားဘယ်နှကြက်သားပါတယ်အသားတဲ့ဘယ်နှကြက်သားပါတယ်အဲ့လိုမျိုးရေးတယ်ဒါပေမဲ့ तू ကဒီမှာပြဿနာပါလဲဆိုတော့တကြား200ခိုင်နှုန်းနဲ့စားက400ခိုင်နှုန်းဆိုတော့400ခိုင်နှုန်းဆိုတော့ကျွန်တော်လည်းမပြောပြတော့လက်ဖက်စားဆုံးနဲ့ဘယ်နှဆုံးပါလဲမသိတဲ့တော့အာဟာရဆိုင်ရာတန်ဖိုးအတွက်ကိုနည်းနည်းလေးခတ်တယ်နော်ကဲနောက်ထပ်မြန်မာခေါက်ဆွဲတစ်ခုရှင်းကြည့်ကြည့်အောင်ဒါတော့ဘယ်လိုဘာညာချက်ပြုတ်ပုံဆိုတာ तू ကကြတော့ဒီမှာလေအာဟာရဆိုင်ရာတန်ဖိုးဘာမှကိုရေးမထားဘူးဗျအဲ့တော့နည်းနည်းလေးပြဿနာရှိတယ်ပါဝင်ပစ္စည်းတော့ရေး ingredient ဆိုတော့ပါဝင်ပစ္စည်းဗျသူကပါဝင်ပစ္စည်းမှာဘာတွေရေးထားလဲဆိုတော့ဒီမှာဗျာ wheat flour ဆိုဂျုံမုံဗျာဒါစီတို့ပါတော့เนาะ starch တို့ပဲဒီမှာစားပါတယ်လို့ရေးထားဒါပေမဲ့ဘလောက်ပါလဲဆိုတာမရေးထားတာဖြစ်တဲ့အတွက်ချိန်စားရတာနည်းနည်းတော့ခတ်တာပေါ့ဗျာเนาะဆိုတော့အသားတက်ဒီပါလဲပါတော့ပါကောင်းပါမှာပေါ့ပြဿနာပါလဲဆိုတော့ဒါဗျာဒီလားဘယ်ဟာဘလောက်ပမာဏပါမှန်းမသိတဲ့အတွက်ချိန်စားရတော့နည်းနည်းခတ်တယ်ဆိုတော့ထိုင်းခေါက်ဆွဲကိုကျွန်တော်တို့ကြည့်ကြည့်အောင်ထိုင်းခေါက်ဆွဲမှာလည်းကျွန်တော်ထိုင်းစာမတက်တော့နည်းနည်းတော့ပြဿနာတက်တယ်ဗျာဒါ nutritional fats သူတို့လည်း percentage နဲ့ရေးထားတယ်ဒီနောက်မှာရေးထားတာလေးတွေက30ဒါနော်နူလားပါလားမသိပါဘူးအဲ့ဒါမျိုးဆိုတော့ကျွန်တော်တော့မသိဘူးထိုင်းစာတက်တဲ့လူတွေတော့ဒါထိုင်းစာလေးဖတ်ကြည့်လိုက်သူ့မှာလည်းဘလောက်ပါညာပါတယ်ဆိုတော့ရေးထားတယ်ဆိုတော့ပြဿနာကလေအခုသိပါပြီလားဒီဟာတွေစားလို့ရှိရင်ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ဗီတာမင်တွေသတ္တုဓာတ်တွေ fiber လို့ခေါ်တဲ့အမြင့်ဓာတ်တွေအဲ့ဒါတွေမရဘူးကာဗွန်ဟိုက်ဒရိတ်တွေရမယ်စားတွေရမယ်တကြားတွေရမယ်ဆိုတော့စားနဲ့တကြားကကျန်းမာရေးအတွက်မကောင်းဘူးဆိုတာလူတိုင်းသိတယ်ခေါက်ဆွဲကြောက်တွေစားရဲဆိုလို့ရှိရင်ဗျာအာဟာရဆိုင်ရာတန်ဖိုးကအများကြီးမပါဘူးကျွန်တော်ခန္ဓာကိုယ်မှာပါတယ်လို့လဲခန္ဓာကိုယ်မှာအသားဓာတ်လိုမယ်အသားဓာတ်ဆို protein ပဲကြက်ဥကနေစားလို့ရတယ်အသားတွေစားလို့ရတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ဒီဟင်းသီးဟင်းရွက်တွေမှာဗီတာမင်တွေသတ္တုဓာတ်တွေပါတတ်တယ်ပဲတွေပါတယ်မှာလဲဗီတာမင်တွေဆိုတာပါတယ်ဗျာဆိုတော့အဲ့ဒါမျိုးတွေကခန္ဓာကိုယ်အတွက်လိုတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ထမင်းစားတယ်အသားစားတယ်ဟင်းသီးဟင်းရွက်စားတယ်အရေတောက်တွေပါတယ်စားတယ်ဒါကခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်တွေသတ္တုဓာတ်တွေရအောင်ဒီလိုစားတောက်တွေကိုစားတာဆိုဒီလိုခေါက်ဆွဲကြောက်တွေမှာအဲ့လိုမျိုးခန္ဓာကိုယ်အတွက်အသုံးဝင်တဲ့ဗီတာမင်တွေသတ္တုတွေသိမပါဘူး fiber ဆိုတာအမြင့်တက်ဗျာအဲ့ဒါတွေလည်းမပါဘူးဒါကြောင့်မို့ဒီလိုခေါက်ဆွဲကြောက်တွေကိုသာကိုယ့်ရဲ့ main source of nutrition ဆိုတာကအဓိကအစားအသောက်အနေနဲ့စားနေမယ်ဆိုရင်တော့ပြဿနာရှိတယ်ဆိုတော့ဘာလဲဆိုခုနကကျွန်တော်ပြောသလိုပေါ့ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ဗီတာမင်တွေသတ္တုတွေမရတော့ဘူးဆိုတော့မကောင်းဘူးပေါ့ဗျာဗီတာမင်တွေဒီအာဟာရချို့တဲ့တာလိုမျိုးတွေဖြစ်လာနိုင်တယ်ဆိုတော့ခေါက်ဆွဲကြောက်စားရင်လည်းစားလို့ရတယ်ကျွန်တော်မစားနဲ့လို့မတောင်းဘူးစားလို့ရတယ်ဘယ်လိုစားရမလဲခေါက်ဆွဲကြောက်စားမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်လိုအပ်တဲ့အသားဓာတ်တွေအမြင့်ဓာတ်တွေရအောင်အသားဓာတ်တွေကြက်ဥထည့်လိုက်ဗျာအသားလေးတွေထည့်တာမျိုးလုပ်ပေးလို့ရတယ်
ပြီးလို့ရှိရင်အမြင်ဓာတ်တွေကအရွက်တွေထည့်ပြီးလဲမုံကြီးရွက်လိုဟာမျိုးတွေထည့်လို့ရတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်အမြင်ဓာတ်တွေရမယ်ဆိုတော့ကိုလိုစားခြင်းနဲ့ခေါက်ဆွဲကြောက်လဲစားရတယ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဒီအာဟာရဆိုင်ရာတန်ဖိုးလေးရတယ်ဆိုတော့တစ်ချက်ကုန်နှစ်ချက်ပြည့်အဲ့လိုစားလို့ရတယ်ခေါက်ဆွဲကြောက်ကိုတော့အဲ့လိုစားလို့ရတယ်โอเคနော်ဒါပေမဲ့ဘယ်သူတွေမစားသင့်ဘူးလဲခုနကကျွန်တော်ရှင်းပြခဲ့သလိုဒီလိုခေါက်ဆွဲကြောက်တွေထဲမှာစားတွေပါတယ်သကြားတွေပါတယ်အဲ့ဒါကြောင့်မို့လို့ဒီသွေးတို့ယောဂရှိတဲ့သူတွေစားလို့မသင့်ဘူးနောက်ပြီးတော့ဒီသကြားပါတာဖြစ်တဲ့အတွက်စီးကြိုဝေဒနာရှင်တွေအတွက်လည်းအဆင်မပြေဘူးဆိုတော့သွေးတို့သမားတွေစီးကြိုသမားတွေနဲ့ပြီးလို့ရှိရင်ကလေးငယ်တွေဒီလိုခေါက်ဆွဲကြောက်တွေကိုကိုယ့်ရဲ့အဓိကအစားအသောက်တွေနဲ့မစားသင့်ဘူးသတိထားသင့်တယ်နော်အဲ့လိုမဟုတ်ဘဲနဲ့စားမယ်ဆိုလို့ရှိရင်ခုနကပြောသွေးတွင်းသကြားတဲ့အရန်တက်သွားတာလိုမျိုးစီးကြိုတက်သွားတာမျိုးပြီးလို့ရှိရင်ဒီသွေးပေါင်တက်သွားတာလိုမျိုးဒီလိုမျိုးပြဿနာတွေဖြစ်တတ်တယ်ဒါကြောင့်မို့ဒီခေါက်ဆွဲတွေကိုအဓိကအစားအသောက်တွေနဲ့မစားပါနဲ့ရံပိုင်ရံခါစားခြင်းနဲ့စားလို့ရတယ်ပြဿနာမရှိပါဘူးခုနကကျွန်တော်ပြောခဲ့သလိုအသားဓာတ်လေးတွေဟင်းသီးဟင်းရွက်လေးတွေထည့်ပြီးတော့စားမယ်ဆိုလို့ရှိရင်တော့ကျန်းမာရေးနဲ့ညီညွတ်နိုင်ပါတယ်ဒီလိုခေါက်ဆွဲကြောက်တဲ့ကြောင့်ကင်ဆာဖြစ်တာမဖြစ်တာထက်ခုနကကျွန်တော်ပြောခဲ့သလိုပြဿနာတွေဖြစ်လာနိုင်လို့သတိထားပေးဖို့အကြံပေးချင်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီခေါက်ဆွဲကြောက်တွေကကျန်းမာရေးပေါ်မှာဘယ်လိုတက်ရောက်မှုရှိလဲဆိုတာကိုဝင်ပြပေးခဲ့တာပါဆိုတော့ဒီဗီဒီယိုကနေဘိုးတူတာတစ်ခုခုရသွားလိမ့်မယ်လို့ယူဆပါတယ်ဗီဒီယိုတူတာတစ်ခုခုရသွားတယ်ဆိုလို့ရှိရင်တော့ like လုပ်ပေးပါဦးနောက်ပြီးတော့အခြားသူတွေသိအောင်လည်း share လုပ်ပြီးတော့ဝင်ပြပေးပါဦးဒီလိုတွေအကြောင်းအရာတွေမေးမြန်းခြင်းတဲ့အကြောင်းအရာတွေ comment မှာဝင်ရောက်ရေးသားပေးပါကျွန်တော်ဗီဒီယိုလေးတွေလုပ်ပြီးတော့ပြန်ပြောပြပေးသွားပါမယ်ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲဗီဒီယိုကိုပြီးဆုံးအောင်ကြည့်ရှုပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါဦးမယ်အခုလိုမျိုးနားတဲ့သဘောပေါက်လို့ပြီးတော့အသုံးဝင်တဲ့ကျန်းမာရေးဘုဒ္ဓရာဗီဒီယိုလေးတွေအများကြီးကြည့်ဖို့Dr. Chan TikTok account ကို follow လုပ်ထားပေးပါ bye bye